မင်္ဂလာပါရှင် NOYC YouTube Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဆရာရန်ကုန်ဘတ်ဆွေရေးသားထားတဲ့အပိုးခံမကလေးဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြတင်ဆက်ပေးချင်ပါတယ်ဤဝတ္ထုတိုလေးအားဖတ်ပြတင်ဆက်ခွင့်ပြုပါရန်ဤဝတ္ထုတိုလေးနှင့်သက်ဆိုင်သူအားလုံးအားယူသေးလေးစားစွာဖြင့်ခွင့်တောင်းအပ်ပါတယ်ရှင်အပိုးခံမကလေးအပိုးခံမကလေးဖြစ်သောခင်ကျော်သည်ဤဇွဲကောင်းသောလူပြို၃ဦးတို့အားမည်သူကိုရွေးချယ်ရပါမည်လဲဟုဝေခွဲမရအောင်ရှိနေသည်ခင်ကျော်ဤမုံဟင်းကားဆိုင်၌ရုံစရီများဈေးသွားဈေးလာများကျောင်းသားများစိုက်ကားဆရာများအရက်ကြဘိုးများရက်ကွက်ဖဆပါလာနှင့်တမဝါယမတို့မှလူကြီးလူကောင်းများပါမကျန်းစောင်းတွင်းညမီးရောင်တို့ဝင်လာသောပိုးကောင်များကဲ့သို့အုပ်အုပ်ချက်ချက်နှင့်ဝိုင်းဝိုင်းလေပြီသည်ဝိုင်းတော်တီဥဟန်ပါသည်သူဤပတ်ဝိုင်းတွင်ဇေဆက်တကဲ့သို့ဒလက်လဲအောင်ကျဲလဲစွာကြီးတီးနေပြီသို့ဖျောင်းသားနုနုကလေးနှင့်တူသောခင်ကျော်ဤလှပသောလက်ချောင်းကလေးများသည်မုတ်ချင်းတောင်းအကျော်စလုံးပဲမှုန်စီချက်နနမြိတ်ငရုံမှုတ်မုတ်ဟင်းရီရှောက်သီးစိတ်စသည်တို့ဘော်တွင်အလွန်တော်လက်စွာပန်းလိပ်ပြားကလေးပြန်ဝဲသလိုကူးလူပြောင်းရွှေ့လျက်ရှိသည်ခင်မောင်မောင်မြင့်သည်ခင်ကျော်ဤရှေ့တဲမှထိုင်လျက်မုံဟင်းကားပကန်းကိုဇွန်းနှင့်ချက်ချင်းခောက်ရင်ခွက်ရောက်များပေါ်တွင်ဝဲလျက်ရှိသောခင်ကျော်ဤလက်ချောင်းကလေးများကိုငေးဆိုင်ကြည့်နေသည်ခင်ကျော်ဤလှပသွဲပြောင်းသောလက်ချောင်းကလေးများသည်ကိန်းနီမာကလေးကနေပြီးသို့တနေရာမှတနေရာသို့ရွှေ့ပြောင်းလိုက်တိုင်းငယ်သောခါကလေးသည်နှွေကာခြီသောရင်သားမုံမိုဤလှုပ်ရှားရာသို့ညှစ်ပြောင်းလိုက်ပါလျက်ရှိရသည်ခင်မောင်မောင်မြင့်သည်လက်စီမှခါစီမှရင်စီမှမျက်နာစီသို့လှမ်းမော်ကြည့်လိုက်သည်ခင်ကျော်ဤနှမောင်ကော့ညွတ်သောမျက်ခုံးအစုံသည်ပေါ်လွင်သောနာရန်နှင့်ပွင့်တော်မီနှင်းစီငုံဟန်ရှိနေသောနှကန်းစုံတို့ကိုပေါ်လွင်စေသည်ခင်ကျော်သည်မုတ်ပကန်းကိုပြင်နေရမှာမိမိ၏မျက်နာသို့မော့ကြည့်လိုက်သောခင်မောင်မောင်မြင့်အားမျက်နာကလေးတစ်ချက်ဝေးလိုက်ပြီးလျှင်ဘာလို့နေလို့လဲကိုမြင့်ငင်ပြာရည်ရှိလေလေဟုပြောလိုက်သည်တို့ပြောရင်လည်းအလိုလိုပြုံးမိလာရပြန်သည်အကြောင်းမူခင်ကျို့သည်ညီတို့ဟုဖော်မပြနိုင်ပဲကိုခင်မောင်မောင်မြင့်၏မျက်နာကိုမြင်တိုင်းပြုံးချင်နေမိသည်ကိုခင်မောင်မောင်မြင့်၏မျက်နာကိုမြင်ရသည်မှာဂျပန်ကော်ရုပ်ငယ်တစ်ခုကိုကြည့်ရတကဲ့သို့ရှိသည်လိုင်းတွန်နေသောစပင်နှင့်ထောင်နေသောအမောက်ကလေးကိုမြင်ရသည်မှာလှပလိုသောမိန်းကလေးတိုင်းကမနာလိုခြင်းစရာဖြစ်ရသည်နတ်မောင်ကွေ့ဝိုက်သောမျက်ခုံးပြုံးဆဆနှကန်းကလေးများသည်မိန်းကလေးတိုင်းကိုငေးလောက်စရာဖြစ်လာသည်ဟာဝေယံမိုးပြာရောင်ပိုးပြော့အင်ဂျီနှင့်နတ်သားရောင်ဘန်ကောက်လုံးကြီးရည်ညှိရောင်ကလေးမှာခင်မောင်မောင်မြင့်၏အသားနှင့်အလွန်လိုက်ရောလျက်ပုံမြင်ထဲမှရွှေမင်းသားကလေးတစ်ပါးအရက်သားရောင်ဆောင်လာပြီသို့ထင်ရသည်ခင်မောင်မောင်မြင့်သည်မုတ်ဟင်းကားကိုစိမ့်ဆွဲစားလျက်ရှိနေသည်သူသည်တမင်နှုတ်ကြခံ၍လာလိရှိတော်လေလူမရှင်းမချင်းဤသို့စိမ့်ဆွဲစားလျက်စားတောက်နေတတ်သည်မှာယနေ့အဖို့သာမဟုတ်ဘယ်အခါမှပြက်ကွက်ခြင်းမရှိသောနေ့စဉ်လုပ်ငန်းတစ်ခုဖြစ်သည်ယူရမလားကိုမြင့်ဟုတ်ကဲ့မုံလေးနဲ့လျှော့ပြီးအကျော်နဲ့တပကံပေးပါအောင်ခင်မောင်မြင့်သည်မိမိဘေးတွင်မိမိကဲ့သို့အလားတူမုတ်စားနေကြသည့်လူ3-4ယောက်ကိုမျက်စောင်းတစ်ချက်ထိုးလိုက်ပြီးခင်ကျော်မျက်နှာကိုကြည့်ပြောသည်ခင်ကျော်သည်မျက်လွှာချလျက်ရှိတော်လဲမျက်နှာမှပြုံးနေသည်မုတ်ပကံလမ်းပေးလိုက်သောအချိန်၌ခင်မောင်မောင်မြင့်၏မျက်လုံးနှင့်ခင်ကျော်၏မျက်လုံးအစုံတို့သည်တိုက်တိုက်ဆိုင်ဆိုင်တဦးနှင့်တဦးစိမ့်စိမ့်ကြည့်မိကြသည်ထိုအကြည့်ထဲတွင်အမေးပြေပေါင်းမြောက်များစွာပါဝင်နေကြသည်ခင်မောင်မောင်မြင့်သည်မျက်လာကိုရှေ့ဦးစွာချရင်းခေါင်းကိုငုပ်လျက်မုတ်ကိုသားတွင်စားနေသည်ခဏကြာတော့အနီးမှလူများတယောက်ပြီးတယောက်ထသွားကြသည်ခင်ကျော်သည်မုတ်ဖိုးပစံများကိုတအူးပြီးတအူးကန်အန်းယူရမှအတင်းပြစ်ညစ်လျက်တစုံကြီးတစုံမစားချင်မှပဲနှင့်ကြိတ်မိတ်စားနေချသောခင်မောင်မောင်မြင့်ကိုကြည့်ပြီးမတိရောင်ပြုကတစ်ဖက်သို့လှည့်၍ပြုံးနေမိသည်တနာတော့တနာစရာပဲလူချမ်းသာသားသမီးပြီးတကယ်လူချောလူလှလူနုကလေးပဲဟုလဲတွေးလိုက်သည်သို့တွေးရမှခင်မောင်မောင်မြင့်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြန်သည်ခင်မောင်မောင်မြင့်၏ဘေဘက်လက်တကျွဲတွင်ဝတ်ထားသော
ကွန်းသီးလုံးခန့်ရှိစိန်လက်စွကြည်သည်တသစ္စာနေအောင်တွင်နေဆွေမိလျက်တက်ပါနေသည်ကိုမြင့်အဆက်တည့်ရဲ့နော်ဟုတ်ကဲ့ခင်မောင်မြင့်သည်ဘေးပတ်ဝန်းကျင်သို့မတိမသားလှည့်ကြည့်လိုက်သည်ထို့နောက်ခေါင်းကိုငုံလျက်အဆက်တည့်ပါတယ်ကြော်မုံကလည်းစားလို့ကောင်းတာပဲကြော့ဆိုင်ကလည်းတန့်ရှင်းတာပဲကြော်မုတ်ပကံတွေကလည်းလှတာပဲကြော့ကလည်းလှတာပဲကိုမြင့်တော့အားလုံးကိုသဘောကျတာပဲခင်ကြော့သည်ဟက်ခနဲ့တစ်ချက်ရဲလိုက်ပြီလျင်ခင်မောင်မြင့်ကိုမျက်လုံးဆွေ၍ကြည့်လိုက်သည်ကြော်လည်းအဲ့ဒီကိုမြင့်တို့လိုစားတဲ့လူတွေသဘောကျအောင်တက်နိုင်သမျှကြိုးစားနေရတာကလားကြော်တို့မှာအမေမုတ်ဆိုးမလူမမာသေးကြီးနဲ့ចောင်းသားမောင်လေးတယောက်နဲ့ကြော်နဲ့ဒီ၃ယောက်မှာကြော်တယောက်သာရှာနိုင်ဖွေနိုင်ရှိတော့ဒီဆိုင်ကလေးကိုပဲကိုမြင့်တို့လိုစားတဲ့လူတွေကျင်တဲ့အောင်ကြိုးစားလုပ်နေရတာပဲဒါကြောင့်ဘာလို့တလဲဘာသဘောမကျတလဲဘာကိုပြင်ရမလဲဆိုတာမိနေရတယ်ရှင်ဒါပေါ့ကြော်ရဲ့ဒါကြောင့်လေကိုမြင့်တို့ကကြော့ကိုလာပြီးအားပေးနေရတာပေါ့ဒါတော့ကိုမြင့်စိတ်ထဲမှာဒီလိုအားပေးနေရတာကိုအားမရဘူးဓာတ်ရိုက်သားတာဝန်ဝင်ယူလိုက်ချင်တာပဲဤသို့ပြောလိုက်ပြည်သေးနဲ့တပြိုင်နက်ခင်မောင်မြင့်ကသာလျှင်မျက်လုံးတစ်ချက်လှန်ကြည့်လိုက်ကကောင်းငုံနေသည်ခင်ကြောကမူထူး၍မလှုပ်ရှားမျက်လုံးကြီးကိုဝိုင်းလှဲ၍ကြည်ရင်မျက်စောင်းထိုးလိုက်ပြီးနောက်နှကန်းကိုချစ်စပွဲချွန်၍ဆူလိုက်သည်ကျို့ဤအမလီရှိပါအောင်မလားလို့အပြေလွှာလာလိုက်ရတာကျုံမုတ်ကလေးလဲစားရင်းနဲ့တကတက်အဝေးမှအော်ရင်ဟေရင်လူတယောက်ဝင်လာသည်အသားညူးညူးမျက်နှာခက်ရွှင်ရွှင်အတော်ရဲတင်းပုံရ၏ခင်မောင်မြင့်တဲ့6နှစ်ခန့်ကြီးပုံရလျက်လောကအကြောင်းကိုကောင်းကောင်းသိပုံရသူဘာရင်နဲ့ရရှိသူဖြစ်ကြောင်းကိုမျက်နှာကိုမြင်ရယုံရမြင့်သိသာသောဟန်ပန်လေးတန်ရှိသည်ကဲဒီနေ့တော့ကြော့ရီဟိုဝိုင်းဝန်းအကွင်းကလေးနဲ့ပဲစားတော့မယ်အဲ့ဒါပဲထက်ဒီမရှင်ဦးလေးခိုင်ရဲ့စကားကိုပြောရင်ရှင်းပြောစမ်းပါဘာလဲဝိုင်းဝန်းဆိုတာပြီးတော့ကြော့မုတ်ကလေးလဲစားရင်ဆိုတော့ဦးလေးခိုင်စကားကဘာလဲအမလီဗျာစပင်တွေဖြူကုန်ပါတော့မယ်ဗျာကြော့ကျုပ်ကိုစကားမပြောချင်နေတော့ကြော့ကဦးလေးခိုင်ခေါ်တာနဲ့ညက်နာတော့ရင်လားကုန်ပြီကျုပ်ကအကောင်းမှတကယ်ကိုအကောင်းပြောတာပါဗျာသွားလေရာအိမ်အောင်ကြပြီးကြော့တို့လိုမိန်းမလှလေးနဲ့ညားရပါစေရဲ့ဝိုင်းဝန်းဆိုတာကမန္တလေးပဲကျော်ကိုပြောတာပါခမညကြော်မုံကလေးကိုစားရင်နောက်ကတော့ကြော်မျက်နှာလှလေးလဲလာကြည့်ရင်ဆိုတာပါခမညဦးလေးခိုင်နော်ကျမကစိတ်ဆိုးမှရှင်ဒါပဲကဲပါလေစိတ်ဆိုးခြင်းလဲနောက်မှဆိုးတာပေါ့စိတ်မဆိုးခင်မုတ်တပကံလောက်ပြင်လိုက်ပါအောင်ကြည့်ပါအောင်ဗျာလှလို့လှတယ်ကြည့်ချင်လို့ကြည့်ချင်နေဆိုတာရိုးပြောတာကိုစိတ်ဆိုးတဲ့ကဲဒီလောက်တောင်ဖြစ်လာတာစိုးစီဗျာအဲ့ဒီတော့မှစိတ်ဆိုးတဲ့မျက်နှာလေးဘလောက်လှတယ်ဆိုတာကိုဝအောင်ကြည့်သွားအောင်မယ်ဤတွင်ဘေး၌ထိုင်နေသောခင်မောင်မြင့်သည်ဘာမှအထုအထွေမပြောဘဲငြိမ်သက်နေပြီးမှပြန်မဲကြော့ဟုအတန်ပြက်နှင့်ပြောလျက်နေရာမှထားလိုက်သည်ခင်ကြော့သည်မုံထဲနေရာမှခင်မောင်မြင့်၏မျက်နှာကိုမော့ကြည့်လိုက်သည်ခက်နီးဖြစ်သောမျက်နှာတွင်နေရောင်ကျနေသည့်နှစ်ဖူးပြင်၌ချွေးကလေးများစိုးနေသည်ပြန်တော့မလားကိုမြင့်နေပါအောင်လားရှင်ရဲ့ခင်ကျော်သည်ဥပခိုင်းမခံခြင်းအောင်တမင်ညွတ်တူနှဲ့၍ပြောသည်တို့ပြောရင်စိတ်ထဲမှလည်းခင်မောင်မြင့်သည်လူချမ်းသာလူရည်တက်လူမလိုက်ခဲလွှာ၏သားသမီးဖြစ်တော်လေခင်မောင်မြင့်၏မိဘများသည်အလွန်ရှေးဆန်၍စီကံကြီးသူများဖြစ်သောကြောင့်ခင်မောင်မြင့်နှင့်ဤမြတေဝတ်ရှိရသည်ဟုတွေးမိလိုက်သည်ခင်မောင်မြင့်သည်ဘာမှပြန်မပြောကြခင်ကျော်အားအတိတ်ပဲပါသောမျက်လုံးကြီးများနှင့်ခဏတာစူးစိုက်ကြည့်ပြီးလျင်ခြာကနေလှည့်ထွက်သွားလေတော့သည်ဥပခိုင်းသည်ခင်ကျော်နှင့်အတူခင်မောင်မြင့်ထွက်သွားရသို့ကြိတ်နေပြီးမှခင်ကျော်ပြင်ပေးသောမုတ်ပကံကိုလှမ်းယူလိုက်သည်တိတ်တနာဖို့ကောင်းတာပဲအဖေမေရီကကြည့်တက်ချမ်းသာလို့သားလေးတယောက်ဆိုပြီးအလိုလိုက်ထားရောကျင်ညာလဲဘာမှဟောက်တိပတ်တိသိမပေးခဲ့ဘူးအခုဆိုရင်မက်ထရစ်3နှစ်စတိုက်ကြပြီးဖအေးမအေးကစိတ်ပြတ်တာနဲ့ကြောင်းလုပ်ထားတဲ့လေဘာမှလည်းမလက်တက်မကင်တက်နဲ့ဒီတငယ်နဲ့ရမယ်မိမများတနာလိုက်ပါပြီနော်မဟုတ်ဘူးလားဥပခိုင်းသည်မုတ်ဟင်းကားကိုဇွန်းနဲ့ခောက်ပေးနေရမှမေရွဲ့နှင့်ခင်ကျော်ကိုပြောလိုက်သည်ခင်ကျော်သည်ဥပခိုင်အားမျက်စောင်းထိုးလိုက်သည်ကျမတို့လူမိန်းကလေးဆိုရင်တော့
တကယ်သာရမယ်ဆိုရင်ကိုမြင့်လိုလူမျိုးကိုပဲယူမှာပဲရုပ်ကလေးချော်တယ်ချမ်းလေးချမ်းသာတယ်သူ့မိဘတွေစီမှာရှိတဲ့ပစ္စည်းတွေဟာသူဘာမှမလုပ်တတ်ပေမဲ့တတ်မဟုတ်ဘူးနောက်3-40သက်ထိုင်းပြီးစားတော့ကုန်မှာမဟုတ်ဘူးနာမည်စရေးကြီးအကျွေးလဲပင်းနဲ့လကထုတ်ရင်နောက်ပြီးပေါက်ကထွက်ပြေးရတဲ့လူမျိုးကိုသာဘယ်တော့မှမယူမှာဥပခိုင်ကခေသူမဟုတ်လေဆယ်လျင်ပြုံးခန်းမှန်သွားတွေ့မိလောက်တိုင်းပြောဟူသောနောက်ပိုးထီကအတိုင်းပြုံးခံဖို့မခဲရင်သောလူမျိုးဖြစ်လေသည်ထို့ကြောင့်ဥပခိုင်သည်ခင်ကြော့ပြောလေသည်မြသွားဖြဲကြီးနှင့်ပြုံးရင်ဟုတ်ပါဗျာကောင်းပါဗျာဒါပေမဲ့ပစ္စည်းတင်ခါရလူတင်ခါရဆိုတော့တိတ်တရားချမ်းသာအောင်မျက်စိတမိတ်လျှက်တစ်ပြက်အတွင်းရေမီခိုးသားဓမြတို့ကြောင့်ပျက်စီးသွားနိုင်တယ်မဟုတ်လားဒီအချိန်အခါမျိုးမှာဘာမှမလွတ်တတ်တဲ့လူချမ်းသာသားသမီးတွေဟာမိမလွတ်စားထိုင်စားနေရတတ်တာပေါ့အဲ့ဒါကိုလည်းစဉ်းစားအောင်ပေါ့ကြော်ရကြော်တို့လိုလိမ္မာပါနဲ့တဲ့မိန်းကလေးတွေကိုတော့အထုပြောဖို့မလိုပါဘူးခင်ကြော်သည်မျက်စောင်းကလေးထိုးလိုက်သည်ထိုအတွင်းဘတ်စကားပေါ်မှလူတစ်ယောက်ဆင်းလာလျက်ခင်ကြော်၏မုတ်ဟင်းကားဆိုင်ဖြစ်သူရောက်လာသည်ကိုမြင့်မင်းမုံကလေးပါလီမစားတော့ဘူးလားခင်ကြော်သည်ကိုမြင့်မင်းအားကြည်သောအပြုံးနှင့်လှမ်း၍မိသည်ကိုမြင့်မင်းသည်ဘာမှမပြောဘဲခင်ကြော့ဆိုင်တွင်ဝင်ထိုင်လိုက်သည်ရှင်ထိုင်နေကြသောကိုမြင့်မင်းနှင့်ကိုဘခိုင်ကိုရှင်ကြည့်ရသည်မှာတပတ်သားစီဖြစ်နေသည်ကိုဘခိုင်သည်ခေါရိုးမကြိုးသေးသောအယ်ပကာအပေါ်ဖုံးအင်ဂျီနှင့်လွယ်အိတ်နှင့်ရုံးဖိုင်နှင့်ရွှေတောင်လုံကြီးနှင့်ဘိုကေအပြောင်သားနှင့်တဖြီးနှင့်ဖြစ်သည်ကိုမြင့်မင်းကထိုသို့မဟုတ်ချေကိုမြင့်မင်းသည်ကာကီချမ်းအင်ဂျီနှင့်ချီလုံချီထူထူနှင့်ဘိုကေစုပ်ထောင်းထောင်းနှင့်ဖြစ်သည်ခင်ကျော်သည်စားနေကြဖောက်တယ်ဖြစ်သည့်အတိုင်းကိုမြတ်မင်းကိုမုတ်တပွဲပြင်ပေးလိုက်သောအခါကိုမြတ်မင်းသည်မုတ်ပကံကိုလှမ်းယူရင်းပြောသည်ခမရမုတ်တွေဟာအမှန်တော့စားလို့ကောင်းလာတယ်တော့မဟုတ်ဘူးဗျမုံဟင်းကားတဲ့တွေထဲမှာခမရမုတ်ဟာစားရတာအစီအငေါ်မတင်ဆုံးပဲဒါပေမဲ့တခြားသူတွေကတော့ခမရကိုနောက်ပို့ပြီးလားစားနေကြတာကျုပ်ကတော့ခမရဟာအမေဦးကြီးနဲ့လူမမေကလေးကိုလုတ်ကင်ကျွေးနေတဲ့မိန်းကလေးတယောက်မို့အားပေးတဲ့အနေနဲ့ဖြစ်ညစ်စားနေရတာကျုပ်မစားချင်ဘူးခင်ကြော့သည့်အတော်စိတ်ဆိုးသွားသည်မျက်စိမျက်နှာပြက်လျက်မျက်မင်းကိုကြည့်သည်ခေါင်းဆုပ်ထောင်းနှင့်ပေတတီရွတ်တွတ်မိသူကိုမှဂယုဆိုင်ဟန်မရှိသောမျက်မင်း၏ပုံစံကိုတွေ့ရသောအခါပို၍ဒေါသဖြစ်လာသည်မျက်မင်းသည်မိမိကိုလည်းကြမ်းကြမ်းဖန်းဖန်းအဖြစ်တင်တတ်သည်ခမရပါဇက်ကြီးကလည်းဗျာရှမ်းဖင်ဓားရှာထားသလိုနဲ့ကျုပ်တို့မုတ်စားတဲ့ပဲလှည့်လေမကြည့်စမ်းပါနဲ့ဆိုသဖြင့်နှကန်းတောင်မစိုးဝင်အောင်ဖြစ်ရသည်ဒီလူကြီးသည်ဒီတခါသာလည်းမဟုတ်နေတိုင်းဤလိုကြီးလာရောက်စော်ကားတတ်သည်တခါတရံသူ့ကိုနိုင်အောင်ပက်ပက်ဆက်ဆက်ပြောလိုက်မိတော့လေတခါမှမနိုင်မိမိသားလျင်နှင့်တီတီအပြောဆိုခံရပြီးသူကမူဖုတ်လီတင်ကပိရှိလေသည်ဟူ၍မျှမအောင်မေပဲထသွားတတ်သည်မိမိသားလျင်သူ့နောက်ကျောကြီးကိုကြည့်ရင်မချစ်မရဲနှင့်ဒေါသဖြစ်ကြံခဲ့ရသည်ကြီးဖြစ်သည်ထို့နောက်လည်းနေ့စဉ်နေ့တိုင်းမိမိ၏ဆိုင်သို့တစ်ချိန်မရောက်တစ်ချိန်ရောက်လာတတ်လျက်ရောက်လာပြန်မှလည်းနားထဲကိုနှင့်ကနေဝင်လာတတ်သောစကားတို့မြင်သာအစချီတတ်သည်ထို့ကြောင့်တခါတရံအတလွတ်ပပဆက်ဆက်ဗလာပြော၍လွတ်လိုက်သောအခါတွင်အခန့်ရခတ်သောမျက်လုံးကြီးများဖြင့်စူးစိုက်ကြည့်နေတတ်လျက်အေးမိန်းကလေးဆိုတော့နင်ဒီလိုပြောမှာပဲသဘောမပေါက်သေးဘူးဟုလူကြီးသူကြီးပုံစံမျိုးနှင့်ပွေမယူပဲထွက်ခွာသွားတတ်သည်အခုလဲဒီလူကြီးတော့ခက်ပြောင်ပြောင်ပြောလိုက်အောင်ကြီးဟုအားခဲလိုက်၏ရှင်နာမည်ဖြစ်တာနဲ့ကျမမုတ်ဆိုင်တော့နာမည်ဖြစ်တော့မှာပဲအစီအငေါ်မတည့်ရင်လေဘယ်တော့မှလာမစားနဲ့ပေါ့ရှင်ကျုပ်ပြောပါပကောအမေအိုကြီးနဲ့မောင်လူမမယ်ကလေးကိုတေးသေးဝတ်ဝတ်လက်ကျွေးနေတဲ့မိန်းကလေးတယောက်ဖြစ်နေကျုပ်ကြည်ညိုပြီးလားစားတာပါဆိုတခုတော့ရှိတယ်ခမည်းမှာအစွမ်းအစရှိပုံရတယ်စီမံခန့်ခွဲပေးတတ်တဲ့လူကောင်းကောင်းတယောက်ရှိရင်တော့ကောင်းလာမှာပါပဲနမို့ရင်တော့ခမည်းမုတ်ဆိုင်ဟာတကယ်ကောင်းတဲ့မုတ်ဆိုင်ဖြစ်မလာတော့ပဲခမည်းသာတခုခုဖြစ်သွားမှာပဲအဲ့ဒါကျုပ်စိုးရိမ်နေတယ်ခင်ကျော်ဤမျက်စောင်းသည်မျက်မင်းဤမျက်နာပေါ်သို့ရောက်သွားသည်တို့ရတွင်မျက်မင်းဤမျက်နာမှာခက်မှန်မှန်ပင်ဖြစ်သည်တုံလှုပ်ပြောင်းလဲခြင်းမျိုးမရှိပေဥပခိုင်ကသာလျှင်မချိုမချင်းဖြစ်လာလျက်ဝင်ရောက်ဆွတ်ဖက်ပြောလေတော့သည်ဒီလောက်ကြီးတော့မဟုတ်ပါဘူးသူ့ပုံကလေးကလည်းကောင်းပါတယ်ဒါပေမဲ့ဒီမိတ်ဆွေပြောသလိုစောင့်ရှောက်ပြီးမဲ့အားကိုအားထားတယောက်တော့လိုတာပဲဒီခေတ်ကြီးကတင်းမကောင်းတော့ဘာမဆိုတိတ်ချရတာမဟုတ်ဘူးဒါကြောင့်ကျုပ်တို့လည်းအခုကတည်းကအဝေးကနေပြီးစောင့်ရှောက်နေရတာပေါ့
ကြော့အတွက်ဆိုရင်တော့ကာကွယ်ရမှာပဲညမင်းသည်စားပြီးမုတ်ပကံနှင့်အတူကြတင်သည့်ပစံကိုခုံပေါ်ချပစ်ခဲ့ရင်းမှတ်တတ်ထားရလိုက်သည်ထို့နောက်လက်တုပ်ဘွားကိုကင်လက်စောက်ရှောက်တယ်ဆိုပေမဲ့အယောင်ဆောင်စောက်ရှောက်တဲ့လူတွေနဲ့တွေ့သွားရင်ဒီလိုအားကိုးရမဲတဲ့မိန်းကလေးမျိုးဟာမယံငယ်ဖြစ်မလားဘာဖြစ်မလားဆိုတာလေတထိတ်ထိတ်နဲ့နေရတတ်သေးတာစဉ်းစားနိုင်မှညမင်းသည်လက်တုပ်ဘွားကိုဈေးခုံပေါ်သို့ပြစ်တင်လျက်ခြေလန်းကျဲကြီးနှင့်ထွက်သွားသည်ခင်ကျော်သည်ပကံကိုရေတံပုံးတဲ့သို့ဂွမ်းကနေမြေအောင်ပစ်ထည့်လိုက်သည်ခင်ကျော်၏မျက်နှာတစ်ခုလုံးမှလည်းနီးရဲလျက်ရှိသည်ဤအတွင်းညမင်းသည်ရုတ်တရက်လှည့်ပြန်လာလျက်အငွေတစ်ထောင်ထောင်နှင့်ပူလောင်နေသောမှုန့်ဟင်းအိုးကြီးကိုဆွဲယူကာအနိရှိအမိုက်ထဲသို့သွန်ပစ်လိုက်သည်ရှင်တာဘာလုပ်တာလဲတာစော်ကားတာလားကဲခင်ကျော်သည်ဈေးသည်ပြီးတီးခံလေးရှိတော်လေဖြစ်ချင်ရာဖြစ်ဟူသောစိတ်ထားဖြင့်ညမင်းဤပါကိုဖြန်းကနေမြည်အောင်ခက်ပြင်းပြင်းရိုက်လိုက်သည်ညမင်းသည်ခင်ကျော်မျက်နှာကိုတစ်ချက်စိုက်ကြည့်လိုက်သည်ထို့နောက်ဈေးခုံပေါ်တွင်ရှိသောပကံခွက်ရောက်အလုံးကိုမှုန့်ဟင်းထိုးတဲ့သို့စုပေါင်းထည့်လိုက်ပြီးနောက်ရော့ဒါကိုမြင်မြန်သေးသွားဟုလှမ်းပေသည်ထိုအတွင်းအလွန်တရာဝတ္တရားကြေပွန်သောမြူအဖွဲမှကားကြီးသည်ရုတ်ကြီးထိုးဆိုင်လာပြီးလျှင်ထိုအနီးနားတွင်ရှိသောဆိုင်များကိုတွန်းထိုးမှယူလျက်ကားပေါ်သို့တင်သွားကြသည်ခင်ကျော်အဖို့ဆိုင်ခုံနှင့်ထိုင်ခုံသားပါသွားလေသည်ပကံခွက်ရောက်နှင့်မှုန့်ဟင်းအိုးတို့ပါမသွားခဲ့ပြီသို့သောထိုမှုန့်ဟင်းအိုးနှင့်ပကံခွက်ရောက်တို့ကိုအသုံးပြုရန်ရောင်းချစရာနေရာကရှာမရသည်ဈေးခုံနှင့်ထိုင်ခုံများကိုလည်းပြန်မရဥပဒေကိုကျူးကျော်ပြုလုပ်ကြသောဈေးသည်များအတွက်ညီသည့်အရာမျှပြန်ရလိမ့်မည်မဟုတ်ဟုကြားနေရသည်ခင်ကျော်သည်ကြာကြာဆိုင်းငံ့နေ၍မဖြစ်တနေ့ရောင်းမှတနေ့စားရသူသာဖြစ်သည်ယခုမူမိမိကိုယ်တိုင်မရှာဖွေနိုင်ပါကရှာဖွေနိုင်မည်သူကူညီနိုင်မည်သူကိုရှာရတော်မူမိမိအပေါ်တွင်စေတနာမေတ္တာထားသူတို့ကိုအကူအညီတောင်းရပြီးတော်မူအဘယ်ကဲ့သို့အကူအညီတောင်းရပါမည်နည်းခင်ကျော်သည်အတွေ့အရကြက်လျက်ခေါင်းရှုပ်လာသည်မိခင်ချင်းမသိအောင်အိတ်ခမ်းထဲတွင်အကြိမ်ပေါင်းများစွာကြိတ်၍ငိုသည်နောက်ဆုံးတွင်ကတစုံတစ်ခုကိုစိတ်တင်း၍ဆုံးဖြတ်လိုက်၏ခင်ကျော်၏ဆုံးဖြတ်ချက်ကယောက်ျားတစ်ယောက်ယောက်ကိုအားကိုအားထားပြုရန်အမြန်ယူလိုက်ဖို့ဖြစ်လေသည်ထို့နောက်ရေချိုးပြီးအလှဆုံးပြင်ဆင်ဖီလိန်ထား၏ညနေသို့ရောက်သောခင်ကျော်တွေးထားသည့်အတိုင်းကူညီအားထားရမည်သူတို့ရောက်လာကြသည်သူတို့ကခင်မောင်မောင်မြင့်ဥပခိုင်နှင့်ကိုမြတ်မင်းတို့ဖြစ်ကြ၏အဘိုးခံမကလေးခင်ကျော်သည်မိမိအားအကိုဆုံးလူတစ်ယောက်အားရွေးချယ်လိုက်လေတော့သည်ရန်ကုန်ပါဆွေညဝရီမဂ္ဂဇင်းဟုတ်ကဲ့ပါရှင်ဆရာကြီးရန်ကုန်ပါဆွေရေးသားထားတယ်အဘိုးခံမကလေးဆိုတဲ့ဝတ္ထုတိုလေးကတော့ဒီမှာပဲစသိမ်းပါပြီရှင်အားပေးနားဆင်ခဲ့သူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်အားလုံးပဲကိုယ်စိတ်နှဖျားကြမ်းမှချမ်းသာ၍တာယာအေးချမ်းသောနေ့တစ်ကလေးများကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ကျမကတော့မမြတ်ပါ